အားလုံးပဲမင်္ဂလာပါဗျသူကမေဒီ channel နဲ့ကြိုဆိုလိုက်ပါတယ်ကြည့်ကြမယ်ဗျာနော်အဲ့ဒီနောက်ပိတ်နှလုံးအထောင်ဟာငါအဲ့ဒီနောက်ပိတ်နှလုံးအထောင်6က9ရဲ့အထောင်ဟာ9မလေးရဲ့1ရဲ့အထောင်ဟာ9နော်ပြောမယ်ဆိုဒါဒီ3နောက်ပိတ်ပေါ့ဗျာမဆုံးနိုင်တဲ့ကမုန်းကိုင်ပေါ့နော်3နောက်ပိတ်3နောက်ပိတ်3နောက်ပိတ်လို့ရတယ်9လို့ရတယ်4ရက်တကယ်9လို့ရတယ်6က9ရက်9လို့ရတယ်4ရက်တကယ်9လို့ရတယ်နော်အဲ့ဒီ9ကိုတဲ့သူကအဲ့ဒီ4နောက်ပိတ်က1နောက်ပိတ်က9လို့ပြန်ထည့်တဲ့နော်အဲ့ဒီ6နဲ့9နဲ့9ကိုတဲ့9ရဲ့3ညရဲ့9လို့ပြန်ထည့်နော်အဲ့ဒီ4ရဲ့တကယ်9ရဲ့အဲ့ဒီမှာ3ရှိနေဆို9လို့ထည့်ရမယ်ဆို2နောက်ပိတ်နော်2နောက်ပိတ်အတူလေးရောဗျာဒီ site ကလည်းတောက်လျှောက်ပေးနေတဲ့ site ထွက်သွားပြီဆိုလို့ချင်းဒီ site တွေကကိုထုတ်တာနဲ့လမ်းကိုမတန်သေးဘူးနော်သူကတော့ပေးနေရပဲတောက်လျှောက်ပေးနေရဒီကနေစားပေးရနော်2နောက်ပိတ်2နောက်ပိတ်2နောက်ပိတ်ဒီပိတ်ကဒီပိတ်ဒီပိတ်2ပိတ်က2ပိတ်2ပိတ်က2ပိတ်တောက်လျှောက်ပေးလာခွန်5 9 6ခွန်6 9 4 3 4 2 9အဲ့မှာတောက်လျှောက်အများကြီးပဲအပီးတွေအများကြီးရှိရနော်အပီးထွက်တာလည်းအများကြီးရှိရသူကတောက်လျှောက်ပေးနေဒီပြီးခဲ့တဲ့ဘက်ကဆိုလဲဒီမှကြည့်3ညထိတ်9ထိတ်10ထိတ်တဲ့လောက်သွားစီနီယာနဲ့ထည့်ရတာဒီ1ရဲ့4ရဲ့9ရဲ့2တဲ့6ရဲ့6ရဲ့တကယ်3 2ရဲ့4ရဲ့8ကနော်4 2 3 4နဲ့ထည့်ရသွားကဲနော်2 3 4နဲ့ထည့်ပြီးတော့လဲတိုင်းကျ3ညလဲ6လဲ3ညလဲကို6တဲ့နော်ဟုတ်ပါခွန်လဲ6လဲ3လဲကို6တဲ့နော်3လဲ8လဲ5လဲကို6တဲ့5လဲ2လဲ9လဲကို6တဲ့ပဲကဲအဲ့မှာ8 9 8တဲ့ပဲနော်ပေးချသွားတာပဲလောလောလေးနဲ့ပေးရတာပဲကိုဒီမှာခက်ပြီးတော့ကိုချားနေတာနော်ဘာပဲဖြစ်ဖြစ်ရှုပ်တည်ပြီးရရိုက်ချင်တယ်ဗျာနော်လုံအောင်တော့လှုပ်ရှင်တာပဲကဲအဲ့ဒီ4ရဲ့တကယ်5ဖြစ်လို့မလို့4ရဲ့တကယ်5လို့ပြန်ဖြစ်တယ်6က9ရဲ့5ဖြစ်လို့မလို့9ရဲ့3ညရဲ့5လို့ပြန်တယ်4ရဲ့တကယ်5ဖြစ်လို့မလို့3ရဲ့2က5ဆိုပြီးပြန်လုပ်တယ်နော်အဲ့လိုပြန်လုပ်ပြီးသူကဘယ်လိုဆက်လုပ်တယ်လဲဒီကနန်းလေးရဲ့ဒီကနန်းလေးရဲ့ဒီကနန်းလေးအဲ့ကနန်းနှစ်ခုလေးတွေလှုပ်ချသွားမယ်နော်သူကဘယ်လိုထက်လုပ်လဲဆိုတော့အဲ့ဒီ3ရဲ့2ကကို9တဲ့နော်သူရှိရ3ရဲ့2ကကို9တဲ့အဲ့ဒီ9မလို့တဲ့အဲ့ဒီအလဲတိုင်း9ရဲ့6ကကို9လို့ပြန်ရိုက်တယ်နော်ဒီ9ရဲ့ရှိမှာ9ဒီ9ရဲ့ရှိမှာ9လို့လာဖြစ်တယ်နော်9လို့လာဖြစ်တယ်အဲ့လို9လို့ဖြစ်လို့မလို့အဲ့3ညအလဲတိုင်းရဲ့9လဲတိုင်းရဲ့9တဲ့နော်ဟုတ်ပြီဒီ9ရဲ့ရှိပဲ
အဲ့ဒီမှာ3ညလေ3ညပိတ်ရခွန်ပိတ်ကခွန်လို့ဖြစ်တယ်နော်အဲ့လိုခွန်လို့ဖြစ်လို့ခွန်လို့ပြန်ထည့်ရမယ်ဆို3လေထိုင်မှာခွန်လို့ဖြစ်မယ်နော်3နဲ့အတွက်နောက်ထပ်ပါလို့လေဒီကဏ္ဍလေးဒီကဏ္ဍကနေပြီးတော့ကဏ္ဍထုတ်သွားမှာနော်ဒီကဏ္ဍလေးတွေကနေကဏ္ဍထုတ်သွားမှာအဲ့ဒီထဲကနေပြီးတော့ဟုတ်လားလေးလည်းတစ်မျိုးကောင်းပါလေနော်အဲ့ဒီ3ညအလဲတိုင်း6ထိပ်စီကို6အဲ့လို6လို့ဖြစ်လို့အဲ့9ရဲ့ခွင်ရလဲ6နော်အဲ့ဒီ3ညအလဲတိုင်းရဲ့ခွန်ထိပ်စီကိုခွန်နော်အဲ့လိုခွန်လို့ဖြစ်လို့အဲ့ဒီ8ရဲ့9ရဲ့ခွန်နဲ့ပဲနော်အဲ့ဒီ4တဲ့တိုင်းရဲ့2ထိပ်စီကို6အဲ့လို6လို့ဖြစ်လို့မလို့အဲ့ဒီမှာရှိနေပြီ6ဖြစ်ဖို့ဆိုရင်8ထိပ်စီ8 3နဲ့နော်သူကလေးနဲ့သူကတော့ဟုတ်နေရနော်ကဲပေးတာမပေးတာကံတရားနော်ကံတူရင်ကျိုးပေးမှာပေါ့နော်ပေါက်ဖို့ချင်ဒီကနေ့ဖြစ်မှာပဲဟုတ်တယ်မလားကဲအားလုံးပဲကံကောင်းကြပါစေဗျာနော်နောက်ပြအောင်မယ်ဒီပရိနဲ့ဒီ6ပရိနဲ့ဒီ4ပရိနဲ့ပေါင်းရင်3ညနော်အဲ့ဒီ2ပရိနဲ့10ပရိနဲ့ပေါင်းရင်3ညအဲ့ဒီခွန်ပရိနဲ့3ပရိနဲ့ပေါင်းမှ3ညပရိတယ်အဲ့မှာ3ည3ပရိတယ်ဗျာနော်3ညလို့ဖြစ်အောင်နော်အဲ့လိုသူဆိုင်ကလေးရတယ်ကွက်တိကြတယ်နော်73နှစ်လဲထိုးလို့ကောင်းပါပါနော်ကဏ္ဍလေးလဲလှပါတယ်ကဲအားလုံးပဲကြကြပါစေဗျာ subscribe ကလေးလဲလုပ်ပေးကြပါဦးနော် share စီလဲပေါက်ကြပါစေနော်ကဲဒါပါပဲဗျာ